ယောဟန်နာလူနေဆောက်လူကျဲ ကီလန်ဟီမာ ကလဟမာကျဲကလဟမာလည်းနေအောယောဟန်နာနေဆောက်လူကတိပကူရှိ အားလုံးပဲမင်္ဂလာပါကျွန်မကျေးဇူးတင်စကားမပြောကြခင်လေကျွန်မဒီမှာအခုရှိနေတဲ့အခါလူမျိုးများမြန်မာစကားဘယ်နှယောက်နားလဲလည်းမသိဘူးလက်လေးထောင်ပြပေးပါဒီနော် မြန်မာစကားကိုနားလဲတဲ့လူတွေလက်ညှိုးလေးထောင်ပေးပါလက်ဝါးလေးထောင်ပေးပါမြန်မာလိုနားလဲတဲ့လူတဝက်လောက်ကမြန်မာလိုနားလဲတဲ့အတွက်တကယ်လို့များနားမလဲတဲ့လူတွေကသိရှိခဲ့မယ်ဆိုရင်နားလဲတဲ့လူကနားမလဲတဲ့လူကိုရှင်းပြပေးလိုက်ပါဒီတက်ချီလိုက်ကိုဆိုလို့ရှိရင်ကျမဘွားတက်တန်းတစ်လျှောက်မှာဒါပထမအဦးဆုံးချိန်ရောက်ဘူးတာဖြစ်ပါတယ်ပထမအဦးဆုံးချိန်ဒီအခါလူမျိုးတွေရဲ့ဒီဒန်းစီပွဲကိုလာရောက်ကြည့်ရှုရတဲ့ရည်ရွယ်ချက်တွေအများကြီးရှိပါတယ်ကျမအနေနဲ့ကကျမတို့လိုလူမျိုးတွေတိုင်းရင်းသားတွေအချင်းချင်းနေမြေတွေချမ်းဝေးကွာနေတော့ဘလို့တွေနေထိုင်နေကြလဲဘလို့တွေစားတောက်နေကြလဲကျမတို့လိုမျိုးပဲလားသူတို့တွေရဲ့ဒီကျမတို့နဲ့ကွဲပြားတဲ့လူမျိုးအခါလူမျိုးတွေရဲ့နေထိုင်မှုရိုးရာယဉ်ကျေးမှုဒလိထုံနှန်းစင်လားဒါတွေကဘာတွေလဲဆိုတော့ကျမအနေနဲ့သိချင်လို့ဒီကိုလာရောက်ပြီးတော့လစ်လာတဲ့အနေနဲ့လာအချင်းဖြစ်ပါတယ်ဒီလိုလာခွင့်ရအောင်ကျမကိုဖိတ်ကြားပေးတဲ့အခါတိုင်းသားရဝန်ကြီးဦးအဘေလာကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဒီလန်ကီမာကိုကျမကိုဒီညနေစာကိုအခါစစ်ထမင်းနေနဲ့ဟင်းနေနဲ့ကျမကိုအခန့်ပေးတဲ့အတွက်အခါတိုင်းသားများအားလုံးကျေးဇူးအထူးတင်ပါတယ်မတူကွဲပြားတဲ့အရာသာရှိတဲ့ထူးခြားတဲ့အခါအစားအစာတွေကိုကျမအခုလိုစားခွင့်ရခဲ့တဲ့ဘရောမှကျမဘွားမှာမေးမှာမဟုတ်ပါဘူးဒါကတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကျမထူးထူးခြားခြားသိလိုက်ရတာကအခါရွာတွေအများကြီးရှိတယ်ဒီရွာမှာဒန်းစီပွဲကိုကျင်းပတယ်ဘာကြောင့်ကျင်းပတာလဲဒီအခါရွာကဆိုလို့ရှိရင်ရိုးရာယဉ်ကျေးမှုအမွေကိုစင်စက်မပြတ်ဆက်လက်ထိန်းသိမ်းထားနိုင်ဆုံးရွာမို့လို့ဒီပွဲကိုကျင်းပရတယ်ဆိုတာကျွန်မသိရတယ်အင်မတန်မှဂုံယူဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီလောက်ဝင်းလံတီခေါင်တဲ့နေရာလမ်းတွေတော်တော်ဆိုးဆိုးရွားရွားဒေသကနေပြီးတော့လာခဲ့တဲ့ပြီးခဲ့တဲ့သမိုင်းတစ်လျှောက်မှာကြည့်မယ်ဆိုလို့ရှိရင်လေသမိုင်းမှတ်တမ်းမှာကြည့်မယ်ဆိုလို့ရှိရင်လေအေးချမ်းခဲ့တဲ့အနေအထားတွေမရှိခဲ့ဘူးဒီလိုအခြေအနေအဆက်ဆက်ရှိနေတဲ့ဂျားတွေကကိုရိုးရာယဉ်ကျေးမှုအမွေအနှစ်ကိုထိမ့်သိမ်းထားနိုင်တာတော်ရုံစိတ်တဲ့နဲ့မဟုတ်ဘူးအဲအကြောင်းမလို့ကျမအနေနဲ့တော်တော်လေးလေးစားတယ်ဂုဏ်ယူတယ်ကျမတို့လူမျိုးတွေအနေနဲ့လည်းဒါအခါလူမျိုးတွေပေါ်မှာတော်တော်လေးကိုအားကျလေးစားမိတဲ့အခြေအနေတွေအများကြီးရှိပါတယ်ဒါဒီလူမျိုးတိုင်းဒီကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုဘာသာစကားဆိုတာထိန်းသိမ်းရမှာဖြစ်ပါတယ်ဒီနေရာမှာကျမအနေနဲ့အခါလူမျိုးတွေကိုအားပေးတဲ့အနေနဲ့ကျမပြောလိုတာကနောက်တစ်ခုကျမသိခဲ့ရတာကအခါလူမျိုးဒီကျမတို့ရှိတဲ့တိုင်းရင်းသားများ135မျိုးထဲမှာလူရေအ ਨੇ ဆုံးလူမျိုးတစ်မျိုးလို့လည်းကျမသိခဲ့ရတယ်သိရတဲ့အချိန်မှာလူရေနဲတယ်ဆိုပြီးတော့အားနေတာမျိုးမခံစားစေချင်ဘူးငါလူမျိုးကတော့လူရေနဲတဲ့အတွက်လူရေများတဲ့လူမျိုးစုတွေရဲ့အနိုင်ကျင့်ခြင်းကိုခံရတယ်ဆိုတဲ့စိတ်သက်ခံစားချက်မျိုးလဲမဖြစ်စေချင်ဘူးဘာကြောင့်မဖြစ်စေချင်လဲဆိုလို့ရှိရင်ကဘာပေါ်မှာဂျူးလူမျိုးတွေရှိတယ်လူနည်းစုပါဂျူးလူမျိုးဆိုတာအစ္စရေးတွေပါဒါပေမဲ့ဒီနေ့တကဘာလုံးကိုနီးပညာရကောအရာအားလုံးမှာတကဘာလုံးကိုထိန်းချုပ်ထားတာဒီလူမျိုးတွေပဲဖြစ်တယ်အဲ့တော့ကျမအနေနဲ့ပြောလို့တာကနဲချင်းများချင်းဆိုတာထက်ကိုယ်လူမျိုးကိုမျိုးရိုးကိုဘယ်လောက်ထိန်းသိမ်းထားနိုင်လဲလူရဲ့နဲတဲ့အတွက် strategy ပေါ့ဗျူဟာမဟာဗျူဟာသုံးရမယ်ဘလို့ဗျူဟာတွေနဲ့ငါတို့တွေရှင်သန်ရက်တည်မလဲဒီနိုင်ငံမှာဆိုတာကို
ဗျူဟာကြကြစဉ်းစားဖို့လိုအပ်တယ်လို့ကျမအနေနဲ့ထင်ပါတယ်အဲ့တော့ကျမအနေနဲ့ဒီကထားပြောလို့တာကကျမတို့ဘလို့ရှေ့ဆက်မလဲဘလို့ရင်ဆိုင်မလဲဘလို့သွားကြမလဲကျမတို့ရဲ့လူကြီးတွေရှိခဲ့တယ်သူတို့ဖြတ်တန်းခဲ့တဲ့ဘဝတွေးကြုံမှုတွေပေါ်မှာမူတည်ပြီးတော့ကျမတို့ရဲ့လူငယ်မျိုးဆက်သစ်တွေဘလို့ရှောက်လှမ်းကြမလဲဆိုတဲ့အချက်တွေကိုကျမတို့စဉ်းစားရတော့မှာဖြစ်ပါတယ်ဒီခေတ်ကြီးမှာနိပညာခေတ်ပါ Facebook တွေပေါ်လာခဲ့တယ်စိတ်မကောင်းစွာပဲဒီနေရာမှာတော့အင်တာနက်မရသေးဘူးဖုန်းလိုင်းမရသေးဘူးမကြခင်ဒါမျိုးတွေရလာအောင်ကျမတို့ဘက်ကလှုပ်ဆောင်အောင်မဲ့အခန်းကဏ္ဍတွေအများကြီးရှိလာတယ်တစ်ချိန်အင်တာနက်တွေဒီနိပညာတွေဖုန်းလိုင်းတွေဒီနေရာမှာသာရခဲ့မယ်ဆိုရင်ကဘာကြီးကဘလောက်ပဲဝေးနီးလေးဖြစ်သွားပါတယ်ဘလောက်ပဲအခါလူမျိုးတွေမြန်မာတိုင်းနိုင်ငံလုံးမှာပြန့်နှံ့နေထိုင်နေပါစေတခါတည်းတပြိုင်တည်းမှာစုစည်းလို့ရသွားမှာဖြစ်ပါတယ်ဒါဒီနီးပညာပဲဖြစ်ပါတယ်အဲ့တော့ကျမတို့တွေရှေ့ဆက်ပြီးတော့ရင်ဆိုင်ရမယ်ရုန်းကန်တော့မယ်ဆိုလို့ရှိရင်ကျမတို့ဒီနီးပညာတွေကိုလူငယ်တွေအနေနဲ့လစ်လာလိုက်စားဖို့လိုအပ်လာပါတယ်ဒါဆိုရင်ဘယ်လိုလစ်လာလိုက်စားမလဲနီးပညာတွေကိုလစ်လာလိုက်စားမယ်အခြေခံသဘောတရားကတော့ကျမတို့တွေဒီပညာရေးပဲဖြစ်ပါတယ်ကျမသိရှိရတယ်နောက်တစ်ချက်ကဒီဒေသမှာ1980ဝန်းကျင်လောက်တုန်းကဆိုလို့ရှိရင်တကယ်10တန်းအောင်တဲ့ပညာတတ်က2ယောက်ပဲရှိတယ်လို့ပြောပါတယ်ဒီနေ့အချိန်မှာဒီဒေသမှာအယောက်200ကျော်သွားတယ်လို့ကျွန်မသိရပါတယ်ဒါတိုးတက်မှုပြရတစ်ခုပါဒါပေမဲ့လူမျိုးတစ်မျိုးနဲ့ပတ်သက်လာလို့ရှိရင်ပညာတတ်လူဦးရေတွေများလာလေဒီလူမျိုးရေရှည်တည်တဲ့ခိုင်မြဲဖို့ဖြစ်လေပဲဆိုတာကိုတော့ဒါမလွဲမသွေပဲအဲ့တော့ကျမတို့ဒီမှာရှိတဲ့ကျမတို့တိုင်းရင်းသားတွေအားလုံးပညာတတ်တွေများလာအောင်မယ်ပညာတတ်တွေများလာမှသာလေကျမတို့ရှေ့ဆက်ပြီးတော့ရင်ဆိုင်ရမယ့်အခြေအနေတွေကိုရင်ဆိုင်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်အဲ့တော့မှလည်းကျမတို့တွေအချင်းချင်းညှိနှိုင်းနိုင်မယ်ဆွေးနွေးနိုင်မယ်တိုင်ပင်နိုင်မယ်ရိုင်းမင်းနိုင်မယ်ကူညီနိုင်မှာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ကျမအနေနဲ့အဓိကပြောလိုတာကပညာရေးကိုလုံးဝပို့ပြီးတော့အဓိကအားထားစေချင်တယ်လူရေနဲလို့လုံးဝအားမငယ်စေချင်ဘူးကဘာပေါ်မှာလူရေအ ਨੇ ဆုံးဆိုတဲ့ဂျူးတွေတောင်ကဘာတစ်ခုလုံးကိုတုံလုံးနိုင်တဲ့နီးပညာကိုကင်ဆွဲထားနိုင်တဲ့အခြေအနေမှာရှိရင်အခါလူမျိုးတွေလည်းမဟာဗျူဟာကြမြန်မာနိုင်ငံရေးမှာအရေးပါတဲ့နေရာတွေမှာရောက်ရှိနေမယ်ဆိုရင်ဘယ်တော့မှမျက်နှာမငယ်ရဘူးဘယ်တော့မှခွဲခြားဆက်ဆံခြင်းမခံရဘူးဆိုတဲ့အခြေအနေတွေမှာရှိလာမှာဖြစ်ပါတယ်အဲ့တော့ကျမတို့တွေစ조사ရမှာဖြစ်ပါတယ်ကျမတို့လူငယ်တွေအကုန်လုံးစူးစည်းဖြစ်ဖို့လိုပါတယ်ကျမအနေနဲ့ကတော့ကျမဒီကရင်တိုင်းသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အခါလူမျိုးတွေရဲ့ရိုးရာယဉ်ကျေးမှုကိုလစ်လာခွင့်ရခဲ့တယ်ကျမတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကိုလည်းအခါအားလျော်ခဲ့လို့ရှိရင်ကျမတို့ရဲ့အခါတိုင်းရင်းသားစာပေယဉ်ကျေးမှုခေါင်းဆောင်တွေကိုကျမအနေနဲ့ဖိတ်ကြားပြီးတော့ယဉ်ကျေးမှုချင်းဖလှယ်ချင်ပါတယ်ဒီလိုရိုးရာယဉ်ကျေးမှုတွေကိုဖလှယ်ခြင်းအားဖြင့်ကျမတို့ကနားလည်မှုကိုတိဆောက်မှာဖြစ်ပါတယ်တယောက်ရဲ့ယဉ်ကျေးမှုကိုတယောက်သိမှနားလည်နိုင်မှာဖြစ်ပါတယ်ကျမတို့ပင်လုံညီလာခံမှာကျမတို့စကားတွေအများကြီးပြောကြတယ်ယုံကြည်မှုကိုတိဆောက်မယ်ယုံကြည်မှုကိုတိဆောက်မယ်ယုံကြည်မှုကိုဘယ်လိုနည်းနဲ့တိဆောက်မလဲဘယ်သူမှမပြောကြဘူးအဲ့ဒါကကျမတို့တယောက်နဲ့တယောက်ရိုးရာယဉ်ကျေးမှုတွေကိုစရမှာဖြစ်ပါတယ်တယောက်ရဲ့ယဉ်ကျေးမှုကိုတယောက်နားလည်မှသိခံနိုင်မှသဘောပေါက်မှရှေ့ဆက်ပြီးတော့ကျမတို့ယုံကြည်မှုကိုတိဆောက်ပြီးတော့ဘလို့ကျမတို့လိုချင်တဲ့ဒီမိုကရေစီဖက်ဒရယ်ကိုဘလို့သွားမလဲဆိုတာကိုဆုံးဖြတ်ရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့အားလုံးကိုကျမရဲ့ personality အရကျမမိတ်ဆက်ပေးချင်တာကကျမဒီလူမျိုးဆွဲဝါဒဆွဲဘာသာတရားအစွဲအလန်းလုံးဝမရှိပါဘူးကျမဒီကျမလူမျိုးအတွက်အကောင်းဆုံးလုပ်ချင်လို့ပါတီနိုင်ငံရေးတစ်ခုတည်းကိုဝင်လာတာဖြစ်ပါတယ်အဓိကကတော့ကျမတို့ဒီတိုင်းရင်းသားတွေအကုန်လုံးစီးလုံးညီညွတ်စွာနဲ့ကျမတို့ရဲ့ဒီမိုကရေစီဖက်ဒရယ်ကိုတည်ထောင်ဖို့လိုအပ်လာတယ်တူထောင်လာတဲ့နေရာမှာလဲ generation အသစ်တွေလူငယ်မျိုးဆက်အသစ်တွေကိုလူကြီးတွေကလက်ဆင့်ကမ်းပြီးတော့လူငယ်တွေအချင်းချင်းလက်ချင်းရှက်ပြီးနားလည်မှုအပြည့်နဲ့ရှေ့ဆက်ကြဖို့လိုအပ်တယ်လို့ပြောကြရင်းနဲ့နှိကုံချုပ်ပါတယ်
Don't
阿比斯卡表会亚细的对，因为他把技术的事情修说表家路吧的，这地方要西大家的就是说，那要西大家看待他们呀，然后呢，苏亚会给大家也无尽的，下面的苏亚看待大家无尽的话，要西大家路径米吧，阿拉个离沙叫修说表家路吧的，ကျွန်တော်ဒီကိုလာဖို့မိုက်ပေါင်း900ကျော်လာခဲ့ရပါတယ်မလာမိအကောင်းသားလို့ကျွန်တော်ကားစီးပါတာအပေပါတော့အဲ့လိုတွေးခဲ့ပြီးတယ်ဒါပေမဲ့ဒီညအင်ပဒံပါပျော်ရွှင်တဲ့ဘွဲတော်ကြီးကိုကျွန်တော်မြင်တွေ့လိုက်ရတဲ့အခါမှာနောက်နေ့ပါကျင်းပတဲ့အခါယူရာဒန်စီဘွဲတော်မှာလည်းဆက်လက်ပြီးတော့ဖိတ်ကြားပေးပါလို့ကျွန်တော်ရှင်းဥစွာပြောကြားလိုပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းသား135မျိုးရှိတယ်135မျိုးမှာလူမျိုးတစ်မျိုးရဲ့ရည်ကြီးမှုလူမျိုးတစ်မျိုးရဲ့ထုံးစံဓလေ့ကမတူညီကြပါဘူးဒီလိုကိုယ့်ရဲ့ရည်ကြီးမှုကိုအခြားလူမျိုးကလည်းမြင့်တင်ပေးမှာမဟုတ်ဘူးဒါကြောင့်မိမိရဲ့စာပေရည်ကြီးမှုရိုးရာကိုမိမိလူမျိုးကသာမြင့်တင်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချလိုပါတယ်ဒါကြောင့်ဒီနေ့ဒီမှာအခါတိုင်းသားလူမျိုးများရဲ့ရှစ်ကျေမြောက်အထိကျိုးစားပြီးတော့ကျွန်တော်လုပ်နေတာကိုတွေ့ရှိရတဲ့ကျွန်တော်အနေနဲ့အင်မတန်မှသင်ခန်းစာရရှိပါတယ်ဒီလိုရိုးရာရည်ချင်းမှုကျင်းပတဲ့နေရာမှာကိုရိုးရာရည်ချင်းမှုကသူများတဲ့မတူဘူးဆိုပြီးတော့လဲအားငယ်စရာမလိုပါဘူးကိုရိုးရာရည်ချင်းမှုဆိုတာဟိုးရှင်းသူကမြည်ရိုးဖလားကိုရဲ့ရှေးဘိုးဘီများကဖန်တီးလာတဲ့အမွေနေ့တွေဖြစ်တော့အင်မတန်မှတန်ဖိုးဖြတ်မရတဲ့လူမျိုးတစ်မျိုးရဲ့အမွေနေ့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တခြားလူမျိုးတွေတူတွေဖြစ်စေမတူတွေဖြစ်စေကျွန်တော်တို့ဆက်လက်ပြီးတော့ထိသိရမှာဖြစ်ပါတယ်အခုမှကျွန်တော်တို့တီထွင်မယ်ဆိုလို့ရှိရင်ဒါကဘာဖြစ်သွားပြီလဲဆိုတော့ခစ်ပေါ်ဖြစ်သွားပါပြီအဲ့ဒါကကျွန်တော်ရိုးရာမဟုတ်ပါဘူးဒါကြောင့်ဒီနေ့အမတန်မှဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ပြီးတော့ကျွန်တော်တို့ခေတ်ရည်စီးကြောင်းတဲ့အကြီးပြောင်းလဲလာတဲ့ခေတ်မှာကျွန်တော်တို့ရဲ့လူမျိုးရဲ့စာပေဘာသာရေးချင်းဘုရားတပြေးပြေးတဲ့ပျောက်ကွယ်လာတတ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီပျောက်ကွယ်လို့ဒီဟာမပြောခဲ့ကျွန်တော်အရင်တုန်းကဆိုလို့ရှိရင်ကျွန်တော်တိုင်းသားပြတယ်လို့ပွဲတော်လူအများကြီးစုစည်းပြီးတော့ကျင်းပနိုင်ခွင့်ကျွန်တော်တို့မှာမရှိခဲ့ပါဘူးအခုအချိန်မှာကျွန်တော်တို့ရဲ့မိမိရဲ့စာပေရေးချင်းဘုရားမိမိရဲ့ဘာသာမိမိရဲ့ကိုယ်ကွယ်မှုရည်ချင်းမှုကိုလွတ်လပ်စူးစမ်းပြီးတော့ဖော်ဆောင်နိုင်ခွင့်ရှိပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အင်မတန်မှအားရပွေရာဖြစ်လာပါတယ်။ဒါကြောင့်ဒီလိုယဉ်ကျေးမှုဟာဆိုလို့ရှိရင်ခင်းတဲ့အကြီးကျွန်တော်တို့ပျောက်ကွယ်သွားတတ်တယ်လို့ဘာသာရေးအယူအဆကြောင့်လည်းပျောက်ကွယ်နေတာကိုကျွန်တော်တွေ့ရှိရတယ်။ဒါကြောင့်ကျွန်တော်တို့ခရိယာန်ကိုးကွယ်ပြီးတော့ဗုဒ္ဓဘာသာကိုးကွယ်ပြီးတော့နတ်စာဘာသာကိုးကွယ်ပြီးတော့မိမိရဲ့ရိုးရာယဉ်ကျေးမှုကိုပျောက်ကွယ်တာမဖြစ်စေချင်ပါဘူး။ဒါဒီနေ့ဒီမှာရောက်ရှိလာတဲ့အခါတိုင်းသားများအားလုံးကျွန်တော်အားပေးချင်တာကမိမိဘယ်ဘာသာကိုပဲကိုးကွယ်တယ်ဖြစ်စေမိမိဘာကိုပဲယုံကြည်တယ်ဖြစ်စေအာစီဆွေဖာသာဖြစ်ဖြစ်ဟာလားနေ့ချင်းဆွေတိတ်ခါတော်ရဲ့ဆရာဗုဒ္ဓဘာသာဆိုဘုန်းကြီးဖြစ်ဖြစ်မိမိဘာသာမိမိရဲ့ကိုးကွယ်ရတာမိမိကြိုက်နေတဲ့သူကိုးကွယ်ပြီးတော့လှုပ်ဆောင်နိုင်ပြီးတော့မိမိတို့ရဲ့အခါတိုင်းသားရိုးရာရည်ချမှုကိုကြတော့အားလုံးစုပေါင်းပြီးတော့လုပ်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်အားပေးချင်ပါတယ်ဒီနေ့ကျွန်တော်တို့လီဆူလူမျိုးပါလီဆူလူမျိုးအကြောင်းတည်းပြောပြအောင်မယ်နော်ဆိုတော့ကျွန်တော်တို့လီဆူလူမျိုးလီရှောလို့ပဲခေါ်ကြပါတယ်အမလီရှောမဟုတ်ပါဘူးတခြားလူမျိုးတွေခေါ်တဲ့အမည်နာမဖြစ်တယ်လီရှောတဲ့လီဆူကအတူတူဖြစ်တယ်တော့ဒါမြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တို့လီဆူလူမျိုး9သိန်းကျော်နေထိုင်ပါတယ်ကချင်ပြည်နယ်မှာ3သိန်းကျော်တဲ့ရှမ်းပြည်နယ်မှာ3သိန်းခွဲလောက်မန္တလေးတိုင်းမှာ6,400ပေါ့ရန်ကုန်တိုင်းစကိုင်းတိုင်းနဲ့ကယားပြည်နယ်မှာဒီလိုနေထိုင်ပါတယ်ဒီမှာကျွန်တော်တွေ့ရှိတဲ့ဟာကိုကျွန်တော်အားလုံးဝေမျှချင်တာကဘာသာရေးကြောင့်ကျွန်တော်ရည်ချင်းမှုတွေပျောက်ခွင့်နေတာတွေ့ရတယ်ကိုယ်ကွယ်မှုကြောင့်ကျွန်တော်ရဲ့ရည်ချင်းမှုကိုမေ့ပြောက်နေတာတွေ့ရှိရတဲ့ကျွန်တော်အဲ့ဒီဟာကိုဆက်လက်ပြီးတော့ထိန်းသိမ်းဖို့လှုပ်ဆောင်နေတာအခုဆိုလို့ရှိရင်မကြခင်2018ဒီနှစ်ကုန်တော့မှာကျွန်တော်ရည်ချင်းမှုနဲ့ပတ်သက်ပြီးတော့ဖော်ဆောင်ဖို့လောက်ကားလေးတခုကျွန်တော်နိုင်ငံတော်အဆင့်အထိလှုပ်ဆောင်နေတာရှိပါတယ်ထိုနည်းသူစွာယနေ့ဒီမှာရောက်ရှိလာတဲ့အခါတိုင်းသားများရဝေးရဒီမှာရောက်ရှိလာတဲ့အခါတိုင်းသားများအားလုံးကိုမာချမ်းလိုတာကကိုဘယ်ဘာသာပဲကူးကွယ်ဘယ်နေရာပဲရောက်
မိမိဟာအခါလူမျိုးတစ်မျိုးဖြစ်ရင်မိမိရိုးရာကိုထိမ့်သိမ်းဆောက်ရှောက်ဖို့ကအခါလူမျိုးတိုင်းမှာတာဝန်ရှိတယ်ဆိုတာကိုကျွန်တော်သိပြီးချင်ပါတယ်2015ခုနှစ်ဖေဖော်ဝါရီလ24ရက်နိုင်ငံတော်ဖွဲ့စည်းပုံအမရှိဥပဒေအမရှိမှာပြီးတော့စွလွတ်တော်ကအတိပပြုလိုက်တဲ့တိုင်းသားရေးရာဝန်ကြီးဌာနဆိုတာပေါ်ရှိလာတဲ့အတွက်ထက်ပေါ်လာတဲ့ကျွန်တော်တိုင်းသားများအတွက်အားရစရာတခုဖြစ်လာပါတယ်အဲ့ဒီအတွက်အခုကျွန်တော်တို့မှာတိုင်းသားရေးအခါတိုင်းသားလူမျိုးရေးဝန်ကြီးဆိုတာပေါ်လာတယ်ဒီတိုင်းသားရေးဝန်ကြီးဌာနနေပြီးတော့အခုလက်ရှိ2015-20မှာအစိုးရသက်တမ်းမှာတိုင်းသားရေးဝန်ကြီးဌာနကိုဝန်ကြီးဌာနတခုဖွဲ့စည်းပြီးတော့တိုင်းနဲ့ပြည်နယ်အသီးသီးမှာလည်းကျွန်တော်တို့စာပေရည်ကျင်းမှုဦးစီးဌာနတိုင်းသားလူမျိုးများအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဆိုပြီးတော့ကျွန်တော်တို့နှစ်ခုဖွဲ့ပြီးတော့လုပ်နေပါတယ်အဲ့ဒီဖွဲ့တိုင်းသားရေးဝန်ကြီးဌာနရဲ့ရည်ရွယ်ချက်ကတိုင်းသားတစ်မျိုးစီရဲ့ရည်ကျင်းမှုမြင့်တင်ဖို့တိုင်းသားတစ်မျိုးစီရဲ့စာပေကိုမြင့်တင်ဖို့ဖြစ်ပါတယ်ဒါကြောင့်ဒီဟာကိုကျွန်တော်ဦးစီးဦးဆောင်တဲ့နေရာမှာလူမျိုးတစ်မျိုးစီရတဲ့2008ဖွဲ့စည်းပုံရ3.1ခိုင်လို့ပြည်မိတဲ့ဟာကိုရေးရဝကြီးပေးထားပြီးတော့အဲ့ရေးရဝကြီးကနေဥဆောင်ဥရွက်ပြုရမှာဖြစ်တယ်လို့ရေးရဝကြီးမရတဲ့တိုင်းသားလူမျိုးများလဲကျွန်တော်ဒီတိုင်းသားရေးရဝကြီးဌာနနေပြီးတော့စာပေရည်ကြီးမှုအစစာပေကစတီထွင်ပေးဖို့ကျွန်တော်တို့အစီအစဉ်ဝကြီးဌာနတဲ့အစီအစဉ်ရှိပါတယ်ဆိုတော့ဆက်လက်ပြီးတော့တည်ပြီးရှင်ပါတယ်ဒါဒီနေ့ဒီမှာရောက်ရှိလာတဲ့ရဝေးရဒီမှာရောက်ရှိလာတဲ့နိုင်ငံပေါင်းအသီးသီးမှာရောက်ရှိလာတဲ့အခါဒန်းစီပွဲတော်မှာဒီကဲလို့ပါဝင်ပြီးတော့အမစကားအပိစကားပြောရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်နောက်ဆုံးကျွန်တော်တခုပြောချလို့တာကအမေရိကန်တန်မကြီး2015မြန်မာနိုင်ငံနဲ့မထွက်ခွာခင်လေးပေါ်မတက်ခင်မှာစကားတခုပြောသွားပါတယ်အဲ့ဒီစကားဘာလဲဆိုလို့ရှိရင်လူတွေစုလူမျိုးများမတိုးတက်ရခြင်းအကြောင်းရင်းဟာတဲ့မနာလိုစိတ်ကြီးမားတာကြောင့်ဖြစ်တယ်တရားနဲ့တရားယိုသေးလေးစားမှုမရှိလို့ဖြစ်တယ်ဆိုတော့သူစကားတခုပြောပြီးတော့လေပေါ်တက်သွားတယ်လို့ကျွန်တော်စာစာမှာဖတ်ရတယ်ဒါကြောင့်ကျွန်တော်ဒီမှာရောက်ရှိလာတဲ့အခါတိုင်းသားများယနေ့ခေတ်မှာကျွန်တော်ဒီမိုကရေစီခေတ်မှာနိုင်ငံအကျိုးတိုင်းပြည်အကျိုးလူမျိုးအကျိုးကိုဖော်ဆောင်တဲ့နေရာမှာအစိုးရကနေပြီးတော့ကျွန်တော်တို့ကို2008ဖွဲ့စည်းပုံရကြာရဂန္ဓာနေပြီးတော့ကျွန်တော်နေရာပေးထားပါတယ်လွတ်တော်တွေရွေးကောက်ရှင်မြတ်ခွင့်ပေးထားတယ်ပြည်သူ့လွတ်တော်မြို့သားလွတ်တော်ပြည်နယ်လွတ်တော်တန်တဲ့ရဲဝင်ကြီးကျွန်တော်ဆိုရဲမဲဘုတ်၄နေရာတော့ထည့်ရတယ်ဟာလားဒါကြောင့်ဒီလိုပေးထားတဲ့နေရာမှာကျွန်တော်စီလုံးနဲ့မိမိရဲ့လူမျိုးတူတဲ့ကြောင်းမိမိရဲ့စာပေရည်ချင်းမှုမြင့်မားလာစေဖို့အတွက်ရည်ရှိတည်တတ်နိုင်ဖို့အတွက်စီလုံးနဲ့မိမိရဲ့လူမျိုးအကျိုးအတွက်မိမိလူမျိုးရည်ချင်းမှုအတွက်အတူကဝိုင်းဝန်းပြီးတော့စူးစမ်းသွားကြပါလို့အားပေးပြောကြရင်းနဲ့ဒီကိုချုပ်ပါတယ်Yo
နံပါတ်1အချက်ကတော့ဒီကျွန်တော်တို့ဒန်းစီပွဲတော်ရဲ့ရွယ်ချက်ပေါ့ရွယ်ချက်ကမိမိတို့ရဲ့မိသားစုများအတွင်းရက်ရွာအတွင်းလူမျိုးစုအတွင်းစီးလုံးညီညွတ်မှုရှိစေရန်ဘိုးဘေးတို့မှကောင်းချီးပေးသောပွဲတော်ဖြစ်ပါတယ် 伊那阿弟阿卡啥的，也快陪老爱拉手比呵啊，阿弟你说起来会没？菩萨在咱们哎，操就咱们哎，没包括你木小弟姐平安嘞，阿弟陪陪他妈的，没呀做呀没嘞，也是嘛。 ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီဒန်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ဒီဒန်းကတကယ်တမ်းဆိုရင်ကျိုးတစ်ချောင်းနဲ့ဆိုရင်မခိုင်ပါဘူးဒီကျိုးကျင်းနဲ့ကျိုးကအကြီးကြီးဖြစ်လာတော့မှကျွန်တော်တို့ဆွဲတဲ့အခါမှာခိုင်မှာဒါကြောင့်မလို့ဒန်းစီးပွဲတော်မှာကျိုးလိုပဲကျွန်တော်တို့ဒီတိုင်းရင်းသားဒီအခါလူမျိုးတွေကစုစုစည်းစည်းချစ်ချစ်လစ်လစ်ရှိမှသာခိုင်ပါမယ်ဆိုတာရှိတာပထမဆုံးပြောချင်ပါတယ် 伊那阿弟阿卡啥的，拉车比也快陪用哎，拉车阿家好看而且提家的，比罗诺嘛是啊这，后面呢是个都阿弟家别家也有呢，别面呢是当你家面呢，伊那阿弟阿卡啥的这个，他家做个东啊那女伢子，阿这面呢那提个的那，后面偏面呢阿弟阿卡啥的拉。แต่มาพื้นนี่ละพามาวันนี้เนี่ยจุนละเปเปทาโลอุมนะอาตัวข้าราดูกาทุ่งปิงาเลศิลางาเลดจพุญญาบญาเลเอเม နောက်တစ်ချက်ကတော့ဒီလိုလွှဲတာပါတယောက်တည်းလွှဲလို့ရှိရင်ဒီလောက်ပဲတက်ပါမယ်အများကြီးလွှဲလို့ရှိရင်အားရှိရင်ဒီလောက်တက်ပါမယ်အဲ့တော့ဒီဒန်းလေးကိုကျိုးခိုင်ခိုင်ပါပါနဲ့လွှဲတဲ့လူစုပေါင်းလွှဲလို့ရှိရင်အမြင့်ကြီးတက်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တိုင်းရင်းသားအားလုံးကလည်းတယောက်တည်းမလုပ်ဖ ೇನೆ ဝိုင်းဝန်းပြီးတော့တွန်းပြီးတော့လွှဲလို့ရှိရင်ဒီလူမျိုးရဲ့အစင်တန်းဂုံတိတ်ခါမြင့်မားလာမယ်ဆိုတာဒုတိယချက်နဲ့ပြောလို့ပါ ညီတော်တီတော်နာအတူအချေဘီအချတ်ချောင်းယောဟာတဲ့တန်းနဲ့ဘီနာမဘီကညာငါလေအယောဟမောလေးဂျေဒီကတဲ့ဘီကောနီညီကဆောအကဦးနဲ့ဒဲနဲ့အချနဲ့ဦးနဲ့နာဘီကညာလောအတူမိခေါ်လာခေါ်ကြလို့ဆော့ကြကိုများကြဟဂုံလေးနဲ့ဦးနာအာလာကညာငါလေလီတာညာငါလေခွေလာမလာငါလေအယောစီဒူလာညာလေတူအဲမဲ တတိယအချက်ကတော့လွှဲပေမဲ့ဘလို့ပဲလွှဲလဲတက်ပြီးလို့ရှိရင်ကြားတယ်ဆိုတာရှိပါမှာဒါကြောင့်မလို့တခါတည်းမှာကြားလာတဲ့အခါမှာစိတ်ဓာတ်မကြဘဲနဲ့ထပ်ပြီးတော့လွှဲပါလို့ကျွန်တော်ပြောချင်ပါတယ် จีน่าอาตมาลาเชบีเธอดาลีบอลว่ากาลีไว้บงอาเจพะเมียกาลีไงนึมามาจอนี่เล็ดเจพะมุนเตเนบินาเงเจพะกวยลวยอาตุนึมามาจอนี่อุมนามือเจลางากาเจลางาเลสิดุลางาเลพะกะจอกเบเลอายอตโมลาญาเจ ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ဒီမှာဒီချက်၃ခုကနံပါတ်1ကတော့ကျွန်တော်တို့ရဲ့ဒီဒန်းစီကျိုးလိုပဲခိုင်ခိုင်မာမာနဲ့လုံလို့တိုင်းရင်းသားအားလုံးစုစည်းဖို့လိုပါတယ်နောက်တစ်ခုကတော့အမြင့်ကိုတက်ဖို့အတွက်အားနဲ့စုပေါင်းပြီးတော့တွန်းဖို့လိုပါတယ်နောက်တစ်ချက်ကတော့မိမိတို့ဘာပဲလုပ်လို့အတက်ရှိရင်အကျရှိမှာပဲကြားတဲ့အခါမှာစိတ်ဓာတ်မကြပါနဲ့ကြားတဲ့လူကိုလည်းဝိုင်းဝန်းပြီးတော့တွန်းပေးဖို့လိုတယ်ဆိုတာကိုပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ อีน่าอาตุอาคาซาเตเยขวาเพลอเมียลาเชบีกะฮอลาไงจออุสวยอยู่เอเรลวยลาเชอาจาจงไงจะเยยๆเนี่ยก็อยู่เถอลวยอาตุชอเจซาเตอยู่เจนาลูลาจามาพุลาพะหมอนี่มวยช่างไงจออาตุมากากาลาลวยลาเชบีเนี่ยบีไงจอที่กาแต่มกกันญาลอยู่หันเนี่ยก็กังไงจอกังเจลาลวยอีน่าดาเลบอลวยกาลิไงจอนึมามาจอนี่เงเจกะชะเลจอนะคือเจลางากากาเจลางาฮอมอมิเนี่ยเฮดอาคาเดอเฮาชอชอเดอตจปุเนี่ยอาซาซามาเลตจปุเอเม ဂလကဘာ မေ
စာအိုလူအားလုံးမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဒန်စီပွဲတော်အကျိုးနေ့ကိုကြွရောက်လာကြပါတော့ဧည့်သည်တော်များအားလုံးဖိတ်ကြားထားသောတိုင်းရင်းသားညီကိုမောင်နှမများအားလုံးနဲ့အထူးသဖြင့်အခါတိုင်းရင်းသားညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေလို့ဥစွာနှုတ်ခွန်းဆက်တာဂါရဝပြုအပ်ပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ်ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့အညီပေါင်းဆက်တာဝန်ယူဆောင်ရွက်ပေးနေတဲ့ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးရဲနိုင်ဖြစ်ပါတယ်ကျွန်တော်ဒီဒန်စီပွဲတော်ကိုပြီးခဲ့တဲ့နှစ်ကပထမအကြိမ်ရောက်ဖို့ပြီးဖြစ်ပါတယ်ဒါတိုင်းမှုဗိုလ်ချုပ်အောင်စော်ရေးနဲ့အတူရောက်ရှိခဲ့တာဖြစ်ပြီးတော့အဲ့ဒီတစ်ကြိမ်တုန်းကတော့ဒန်စီတဲ့ပွဲတော်ကိုသာရောက်ဖူးခဲ့တာဖြစ်ပါတယ်ဒီကနေ့မှာတော့ဒါအခါတိုင်းသားရေးဝန်ကြီးရဲ့ဖိတ်ကြားချက်ရဒါဒီနေ့အကျိုးပွဲတော်ညကိုပါဒီတစ်ခေါက်မှာကျွန်တော်တို့ကြုံဆုံခွင့်ရတဲ့အတွက်အထူးကျေးဇူးတင်ရှိပါကြောင်းဝန်ကြီးကိုလည်းကျွန်တော်ဥစွာတင်ပြလိုပါတယ်အဲ့တော့ကျွန်တော်တို့အားပေးစကားပြောပါလို့ဆိုတဲ့အထက်မှာကျွန်တော်တို့အနေနဲ့ရှေ့မှာကျွန်တော်ထက်ဟာလာအတွေ့အကြုံရအောင်ဟာလာဝါရကောယာရုရကောမြောက်များစွာကြီးမားကြသောပုဂ္ဂိုလ်များကနေအများကြီးအားပေးစကားပြောကြားခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ခုနကတင်ပြခဲ့သလိုပဲရှမ်းပြည်နယ်အရှေ့ပိုင်းမှာတာဝန်ယူဆောင်ရွက်နေတာတော့ဟာလာရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေထဲမှာတဦးရီသောရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေထိုင်တဲ့ပုဂ္ဂိုလ်ကကျွန်တော်တို့ရဲ့အခါတိုင်းရင်းသားရေးဝန်ကြီးဦးအဘေးလာပဲရှိပါတယ်အကြံနဲ့ကျွန်တော်တို့ကျိုင်းတုံကဆိုရင်ဘာနာဝန်ကြီးရှိပါတယ်တာချီလိတ်မှာစီပင်ဝန်ကြီးရှိပါတယ်သို့တော့သူတို့ရဲ့မအားမလတ်သောလုပ်ငန်းတာဝန်များအရရန်ဖန်ရန်ခါသာလာရောက်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီရှမ်းပြည်နယ်အရှေ့ပိုင်းရဲ့ဒေသကိစ္စအားလုံးကိုပြည်နယ်စိုးရဖွဲ့ဝင်ဝန်ကြီးဖြစ်တဲ့အခါတိုင်းရင်းသားရေးဝန်ကြီးကိုသာကျွန်တော်တို့တိုင်တဲပြီးတော့မှအမြဲတမ်းတင်ပြပြီးတော့မှဆောင်ရွက်လျက်ရှိနေပါတယ်ဒါကြောင့်မို့လို့အခါတိုင်းရင်းသားများအနေနဲ့ဒေသဖွံ့ဖြိုးရေးကိစ္စရပ်တွေမှာဟာလာတခြားထက်ပိုပြီးတော့လည်းပဲကျွန်တော်တို့ဆောင်ရွက်ပေးနိုင်တဲ့အခြေအနေမျိုးရှိပါကြောင်းကျွန်တော်အနေနဲ့တင်ပြလိုပါတယ်ဒီအတွက်ကြောင့်ဒီကုန်းချုပ်အနေနဲ့ကျွန်တော်တင်ပြလိုတာကတော့ဒီအခုလိုကြီးမားလာတော့ဟာလာရိုးရဆန်လာမြင့်မားလာတော့အခါရိုးရဒန်စီပွဲတော်ကိုအပါအဝင်ကျွန်တော်တို့ကြံတဲ့12လရာသီတုန်းမှာကျင်းပလေးရှိတဲ့အခါရိုးရဓလေ့ပွဲတော်များကိုအစဉ်အဆက်ကျွန်တော်တို့ရိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ဆင်းဆက်မပြတ်ထိန်းသိမ်းသွားခြင်းအပြင်အခါရိုးရဓလေ့များကိုကဘာတီတွေတည်တံ့ခိုင်မြဲပါစေကြောင်းနဲ့ယခုထက်ပိုမိုပြီးတော့မှဖွံ့ဖြိုးတိုးတက်ပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ညီကုန်းချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဖေးရဆန်လန်းတော့ဤနောင်ကိုရောစားမဖိုင်ယာမီညာဝေကျွာဒါဇာဇာဟောကြောဂမမဖာစေဖီယာဒါဒောဇာဂျီရှုခမာမငေအဖေဒမာဇီနေထေယာဆန်လန်းတော့ဖေယေဘာနေโอเคพอเยโอดาทูชูเปกาดูจอกุลันสิคูดาจิสาโดกาดูไงจ้าไงล่ะไงต้องไงดูมิญา La foi tu tenais hey Damazine te ya sanlando pe inon kuni joya ma pai ya nga we je ada za za ho jo gu ma ma pa ya da do ya ji chi hong ma ma nge te da ma te ya san lang do pe ba ne wo he po
是别家都，做个那是苦的，只是别家都，咱们马吉多呢，马是呀那。牛草的马车马，小表拉那，只在个你，可就差着你，来这路啊，错了。错呀个拉那，也不必好车也马，提老爷子那。提老怕也嘛，有的嘛的你，来这路啊，错了。走啦，都拉少，但嘛和你留少，就是和你不了少，哎呀和你去拉少，
阿达阿妈安排的好，你呀下一马，嘟嘟嘟哒啦哒，嘟嘟嘟哒啦哒，嘿，嘟哒啦哒，嘟嘟哒啦哒。牛操的马车马，小呀啦那，只在个你，可不差着你，来这路阿都离开你，吵架个啦那，也好皮好车也嘛，提老有几那。提老怕也嘛，要的嘛的你，来这路阿都离开你。叫啦都拉少，但嘛和你了少，就是和你包了少，哎呀和你去拉少，阿达阿妈安排的好，你呀下一嘛。叫啦都拉少，但嘛和你了少，就是和你包了少，哎呀和你去拉少，阿达阿妈安排的好，你呀下一嘛有那色的不卡吧，色，干什么？东北草，阿婆老鸡东北草。